ကံမကောင်းတဲ့အချိန်မှာမိမိကိုယ်ကို invest လုပ်ပါအလိုလိုကန်ဆိုးနေတဲ့နှစ်တွေအလုပ်တွေအဆင်မပြေတဲ့နှစ်တွေငွေတွေပိုကုန်နေတဲ့လတွေရှိတတ်ပါတယ်ကံခေနေတဲ့ကန်ဆိုးနေတဲ့ဆိုတဲ့လတွေရက်တွေဟာလည်းမလဲမသွေကြုံရမှာပါပဲအဲ့လိုအချိန်တွေမှာမိမိကိုယ်ကို investment လုပ်ပါကိုယ့်ကိုယ်ကိုရင်းနှီးမြှုပ်နှံနေပါကိုဗစ်ကာလလိုမျိုးအချိန်မှာစီးပွားရေးတွေကျဆင်းနေလူတွေအိမ်ထဲမှာပဲ2နှစ်လောက်နေရတယ်အရင်လှုပ်ချင်ပါတယ်ဆိုတော့မှထွက်လုံလို့မရတဲ့အနေအထားမျိုးမှာလူတွေအိမ်ထဲမှာပဲနေရတဲ့အခါကိုယ့်ကိုယ်ကိုရင်းနှီးမြှုပ်နှံနေတဲ့လူတွေကဒီကာလပြီးတဲ့အခါတခြားလူတွေထက်ချစ်တလန်းပိုတာနေပြန်ရောကိုယ့်ကိုယ်ကို invest လုပ်ပါဆိုတာတစ်ခုခုသင်ယူနေပါလို့ဆိုလိုတာပါပညာတစ်ခုခုသင်ယူမယ်အသိပညာတစ်ခုခုသင်ယူမယ်ပညာရပ်တစ်ခုခုကိုလေ့လာအခုခေတ်ဆိုရင်ဖုန်းတစ်လုံးနဲ့ social media တစ်ချက်ခောက်လိုက်တာလေ့လာစရာတွေအများကြီးပဲလူတိုင်းကိုယ်စီဖုန်းကြည့်နေတာချင်းတူတူညီတာကတယောက်က Facebook ပေါ်ကသုံးမဝင်နဲ့တင်းပြင်းတဲ့နေပုတ်ပွားတွေကိုကြည့်နေပြီအဲ့ဒီအချိန်မှာနောက်တစ်ယောက်ကတော့ဘာသာစကားတွေ investment လုပ်နေတယ်လေ့လာနေတယ်ဆိုတာပဲဒီလိုမျိုးတွေတွေးကြည့်ရင်တိတ်ကွာသေးတယ်တယောက်ရဲ့အုံနောက်ကကောင်းတာတွေအသိပညာတွေအတတ်ပညာတွေလေ့လာမှုတွေနဲ့တိုးတက်နေပြီနောက်တစ်ယောက်ကတော့ဒီတိုင်းဖြတ်သန်းနေဒါတွေကတစ်ချိန်ကြာရင်စကားပြောလာမယ်အသိပညာအတတ်ပညာတွေပါပဲဘဝမှာကန်ဆိုးနေတဲ့အလုံးမဖြစ်တဲ့နှစ်တွေရှိစီးပွားရေးလုပ်ရင်အရှုံးပေါ်ရောင်းဝယ်မဖြစ်ဒီလိုနှစ်တွေဖြစ်နေစားနိုင်တောက်နိုင်ရုံရှာဖွေပြီးမိမိကိုယ်ကိုတိုးတက်အောင်လုပ်နေပါကိုယ့်ကိုတိုးတက်အောင်လုပ်နေတာကြောင့်ကန်ဆိုးနေတယ်လုပ်တိုင်းမရဘူးဆိုတာမရှိဘူးကိုယ့်အုံနောက်ကသူ့လို့သူလုပ်နေမှာပဲဒါကအရှုံးမရှိတဲ့ရင်းနှီးမြှုပ်နှံမှုပဲစီးပွားရေးကသာအရှုံးပေါ်နိုင်သေးတယ်အလုပ်ကမှပြုတ်နိုင်သေးတယ်ကိုယ့်စီမှာရှိနေတဲ့ပညာတစ်ခုဆိုတာဒီပညာနဲ့ဘယ်ချိန်မှဆိုထားလို့စားလို့ရတာမလို့အသိပညာအတတ်ပညာကိုသင်ယူပါကိုယ့်ကိုယ်ကိုကံမကောင်းမှုတင်အခန်းပိတ်ပြီးတစ်ခုခုသင်ယူနေလိုက်ပါဒီဟာလေးကတော့စာရေးဆရာမနေကိုရေးထားတယ် Why Pandora Box ဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့နေ့ဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်တွေ့တော့